ချားဘရင်မာတို့ရဲ့အမခန်းဘဝနဲ့သူ့ရဲ့အင်ပါယာကိုတည်ဆောက်တဲ့ပုံစံတဘာဝတရားကြီးကဖန်တီးပေးထားတဲ့တတ္တဝါလောကတွေမှာချားရီဟာသူတို့ရဲ့စီကံရှိတဲ့လူမှုဖွဲ့စည်းပုံနဲ့အေယာမအင်ပါယာကြီးတွေကိုတည်ဆောက်နိုင်စွမ်းနေကြောင်းအထူးစိတ်ဝင်စားစရာကောင်းလာပါသည်ဒီအင်ပါယာကြီးရဲ့နှလုံးသားကတော့ချားဘရင်မဒါမိုက်ကွင်းလို့ခေါ်တဲ့ဘဝဖိဖိဒီကောင်ကြီးတွေပါချားဘရင်မတကောင်ရဲ့ဘဝဟာတခြား6ကောင်တွေနဲ့မတူပဲအလွန်ထူးခြားလာပြီးကိုလိုနီတစ်ခုလုံးရဲ့ရှင်သန်မှုနဲ့တိုးတက်မှုကိုအဓိကထားပြီးတာဝန်ယူရတဲ့တက်ရှိဘရင်မတစ်ပါးလိုပါပြီသူရဲ့အသက်ရှင်နေထိုင်နိုင်စွမ်းနဲ့မျိုးပွားနိုင်စွမ်းတွေကတကယ်ကိုအမခန်းအံပွေရာတွေပဲဖြစ်ပါတယ်ဒီချားဘရင်မတကောင်ရဲ့ဘဝဟာပြန်တန်းနိုင်တဲ့အတောင်ပံရှိတဲ့ချားတကောင်အဖြစ်ကနေစတင်ပါတယ်မိုးရသည့်ဒါမှမဟုတ်မျိုးပွားခြင်းကိုရောက်တဲ့အခါမှာအတောင်ပံရှိတဲ့ချားထီးတွေနဲ့အမားတွေဟာသူတို့ရဲ့မူလကိုလိုနီကနေထွက်ခွာပြီးအဖော်ရှာဖွေဖို့အတွက်လေထဲကိုပြန်တန်းကြပါတယ်အဖော်တွေ့ပြီဆိုတာနဲ့သူတို့ရဲ့အတောင်ပံတွေကိုချွတ်ချပစ်လိုက်ပြီးမြေပြင်ပေါ်ကိုဆင်းသက်ကတင်းလျော်တဲ့နေရာတစ်ခုမှာတွင်းအောင်ပြီးကိုလိုနီနယ်မြေအသစ်တစ်ခုကိုတီထောင်မှုအတွက်လုပ်ကြပါတယ်အဲ့ချိန်ကစပြီးချာထီလို့ခေါ်တဲ့ကင်းဟာချားပြည်မကြီးရဲ့နားမှာအမြဲနေပြီးမျိုးပွားမှုဆိုင်ရာအကူအညီတွေကိုပေးပါတယ်အကူအညီတွေကိုပေးတယ်ဆိုပေမဲ့သူတို့ကမျိုးပွားပေးတာပါချားပြည်မရဲ့အဓိကတာဝန်ကတော့ဥရေအဆက်မပြတ်ဥခြင်းပဲဖြစ်ပါတယ်ကိုလိုနီစတင်တီထောင်ချိန်မှာတော့ချားပြည်မဟာဥနှင်းငယ်သာဥနိုင်ပေမဲ့ကိုလိုနီကြီးထွားလာတာနဲ့အမျှသူ့ရဲ့ဥနိုင်စွမ်းကလည်းပဲအစမတန်တဖြည်းဖြည်းပို့တိုးလာပါတယ်ပထမဥတရာဥနိုင်ရင်ကိုလိုနီစတင်တီထောင်တဲ့အချိန်မှာဥတထောင်ဥနိုင်သွားတာပါဥအများပြဥနိုင်မှုအတွက်လည်းချားပြည်မရဲ့ခန္ဓာကိုယ်ဟာတိတိတတ်တာကြီးမားလာပြီးဘိုက်ကလည်းအစမတန်ဖောင်းပွားလာပါတယ်ချားပြည်မတကောင်ဟာဒီနေ့ကိုဥပေါင်းထောင်နဲ့ချီဥနိုင်ပြီးအချို့မျိုးစိတ်တွေဆိုရင်တရက်ကိုဥပေါင်း3000ထိတောင်မှဥနိုင်တယ်လို့မှတ်တမ်းမှတ်ရာတွေမှာမှတ်တမ်းတင်ထားပါတယ်ဒီလိုအစမပြတ်ဥခြင်းဟာကိုလိုနီရဲ့ကြီးထွားမှုနဲ့ရှင်သန်မှုအတွက်မရှိမဖြစ်လိုအပ်လာပါတယ်ချားပြည်မကြီးရဲ့အသက်ရှင်နိုင်စွမ်းကလည်းအမခန်းပါပဲပုံမှန်6ကောင်တွေဟာရက်သက်တစ်ပတ်ဒါမှမဟုတ်လာနေငယ်လောက်ပဲအသက်ရှင်နေထိုင်နိုင်ပါတယ်အိမ်မှာချားရီပေါ်များနေတယ်ဆိုတာကအဲ့ဒီချားရီဟာလွန်ခဲ့တဲ့တစ်ပတ်လောက်ကတွေ့တဲ့ကောင်တွေမဟုတ်ပါဘူးသူတို့ဟာနောက်တက်လာတဲ့လူငယ်မျိုးဆက်တွေပါပြောရရင်တော့ချားပြည်မကြီးကမွေးပေးလိုက်တဲ့နောက်မျိုးဆက်တွေဖြစ်ပါတယ်ချားပြည်မတွေကတော့အဲ့လိုမဟုတ်ပါဘူးနှစ်ပေါင်းများစွာကနေဆယ်စုနှစ်ပေါင်းများစွာအချို့မျိုးစိတ်တွေဆိုရင်နှစ်ပေါင်း90ကျော်လောက်အထိအသက်ရှင်နေထိုင်နိုင်ပါတယ်သူတို့ရဲ့အသက်ရှင်ခြင်းနဲ့ဥနိုင်စွမ်းတွေကိုထိမ့်သိမ်းမှုအတွက်ကိုလိုနီပြုနေကြတဲ့အထက်ကအလုသမားချရီလို့ခေါ်တဲ့ Walker Termites တွေကဘရင်မကြီးကိုဂယူဒီဇိုင်းနဲ့ပြုစုဆောင်ရှောက်ကြပါတယ်ကြားရတာကတော့ဘရင်နေဗရီသရီစနစ်ထူထောင်ထားသလိုပါပဲဘရင်မကြီးတို့အစာရှာပေးတာသူရဲ့ခန္ဓာကိုယ်ကိုတန်ရှင်းလုပ်ပေးတာနဲ့ဥတွေကိုဂယူဒီဇိုင်းပြုစုဆောင်ရှောက်တာစတာတွေကိုလှုံ့ဆော်ပေးကြပါတယ်ဒါဟာချားကိုလိုနီတွေရဲ့စနစ်ကြပြီးစီကံရှိတဲ့ချားနေထိုင်မှုဘဝကိုထင်ဟပ်ပြသနေပါတယ်ချားပြည်မဟာအဲ့လိုအင်ပါယာကြီးတစ်ခုလုံးရဲ့ရှင်သန်မှုတိုးတက်မှုရဲ့အဓိကမှန်နိုင်ပဲဖြစ်ပါတယ်အခုစီစဉ်လေးကိုတော့ဒီမှာပဲရန်နာလိုက်ပါစေနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်မလို့ like and follow subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့